ဒီနေ့တော့လေချစ်စွေရဲ့ကိုယ့်ရဲ့ညီမလေးတွေကိုရည်ရွယ်ပြီးတော့ထူးထူးခြားခြားဒီနေ့တော့ကိုယ့်ရဲ့ညီမလေးတွေကိုရည်ရွယ်ပြီးတော့လောဘကြီးသောမြောက်ဆိုတဲ့ပုံမြင်လေးကိုပြောပြအောင်မနဲ့အဲ့တော့ဟိုတုန်းကမြေကမ်းနဖူးဆောင်ရဲ့တစ်ပင်မှာမြောက်တစ်ကောင်နေထိုင်တာပေါ့အဲ့တော့လူတစ်ယောက်ကသူ့အိမ်ကနေပြီးတော့သူမြေကမ်းဆောင်မှာစားမယ်ဆိုပြီးတော့ပြောင်းမှုပေါက်ပေါက်တွေကိုဖောက်ပြီးတော့အုတ်ထုပ်တွေကိုထည့်ပြီးတော့ယူလာဒါပေမဲ့အဲ့တစ်ပင်ပေါ်မှာတက်လိုက်စင်းလိုက်လှုပ်နေတဲ့မြောက်ကလေးကိုလည်းမြင်ရောသူကတနာပြီလေပြီးတော့အဲ့ဒီပြောင်းမှုပေါက်ပေါက်တွေထည့်ထားတဲ့အုတ်ထုပ်ကြီးကိုသူ့ကိုလှမ်းပြီးတော့ပေးလိုက်တော့တာပေးလဲပြီးတော့မြောက်ကလေးကတခါတည်းအဲ့ဒီပြောင်းမှုပေါက်ပေါက်ထည့်ထားတဲ့အုတ်ထုပ်ကြီးကိုယူပြီးတော့တခါတပ်ပင်ပေါ်ကိုတက်သွားတယ်။ဟောတပ်ပင်ကြလို့ရှိရင်တော့တနေရာရောက်လို့ရှိရင်သူလည်းအေးအေးဆေးဆေးစားမယ်ပေါ့။ဒါပေမဲ့သူစားမဲ့နေရာလေးရောက်တော့အုတ်ထုပ်ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်အထက်ကပြောင်းမှုစီလေး2စီ3စီအောက်ကိုတပ်ပင်ပေါ်ကနေပြီးတော့တခါတည်းဒလိနဲ့ကြာသွားတော့သူကလိုက်ကြည့်ပြီးတော့သူနှမျောနေလဲပြီးတော့ဒါပေမဲ့သူလက်ထဲမှာပြောင်းမှုပေါက်ပေါက်ထုတ်ပြောင်းမှုပေါက်ပေါက်တွေအများကြီးရှိပါနေသေးလားဆိုတာကိုသူတတိမမူတော့ပဲနဲ့တခါတည်းအဲ့ဒီအုတ်ထုပ်ကြီးကိုလွှတ်ချပြီးခဏတော့တပ်ပင်ပေါ်ကကြာသွားတဲ့ပြောင်းမှုပေါက်ပေါက်နောက်ကိုသူလိုက်သွားတယ်အပြည့်လိုက်သွားတယ်ဆိုလို့ရှိရင်တခါတည်းခုနကတော့သူလှုပ်တခြားလိုက်တဲ့ပြောင်းမှုပေါက်ပေါက်တွေကမြစ်ထဲကိုကြာပြီးသူ့အတွက်ဆုံးရှုံးသွားရတော့တာပေါ့အဲ့လိုပဲသူနောက်ကနေလိုက်သွားတဲ့ပြောင်းမှုပေါက်ပေါက်တွေကလည်းအောက်လည်းရောက်တခါတည်းမြစ်ထဲကိုတခါထပ်ထွက်ကြသွားတာတခါအောက်ကထွက်ကြသွားတဲ့ပြောင်းမှုစီ2စီ3စီလဲသူမရလိုက်တော့ဘူးပေါ့အဲ့တော့ဒီပုံမြင်လေးကနေပြီးတော့တို့တွေဘာကိုပြော့ပြခြင်းလဲစစ်ဆွေကြီးကလေကိုယ့်ရဲ့ညီမလေးတွေကတခါတလေကြလို့ရှိရင်လင်ကောင်းသားကောင်းတွေရနေတတ်တယ်အဲ့လိုရနေတဲ့အခါကျတော့ဒီလင်ကောင်းသားကောင်းဆိုတာတို့ယောက်ျားတွေကသားမယားတွေပေါ်မှာကြေပွန်ကြတဲ့သူကဒါကလင်ကောင်းသားကောင်းပေါ့အဲ့လိုသားမယားတွေပေါ်မှာကြေပွန်ကြတဲ့ယောက်ျားတွေကလေမိဘတွေရဲ့အပေါ်မှာလဲတိတက်လိမ္မာတတ်တဲ့သားတွေဖြစ်နေတတ်တယ်မိဘအပေါ်မှာမလိမ္မာမတိတတ်တဲ့သားသမီးကလည်းလေအဲ့ဒီသားမယားတွေအပေါ်မှာတာဝန်မကျေတဲ့ယောက်ျားတွေကများတယ်အဲ့ဒါသားမယားတွေကိုကိုယ့်ရဲ့မိန်းမတွေကိုနှိပ်စက်တယ်ကိုယ့်ရဲ့သားသမီးတွေကိုတာဝန်မကျေတဲ့ယောက်ျားတွေကပြန်ကြည့်မယ်ဆိုလို့ရှိရင်မိဘတွေရဲ့အပေါ်မှာလည်းမတိတတ်တဲ့သားသမီးတွေပဲဖြစ်တယ်အဲ့တော့ဆိုလိုချင်တာကတော့မိဘအပေါ်မှာတိတတ်တဲ့ယောက်ျားတိုင်းဟာသားမယားတွေအပေါ်မှာလည်းတာဝန်ကျေတတ်ကြတယ်အဲ့ဒီအခါကျတော့လောအားလေးတွေရလာတဲ့အခါကျတော့မိဘကိုသူတို့ကလည်းယောက်ျားတွေကလည်းသူတို့ရဲ့ဖေးမေတွေကိုလည်းအနေပါကြော့ကျင်ကြတယ်ထောက်ပံ့ကျင်ကြတယ်ဒါကိုတချို့သောမိန်းကလေးတွေကမတိတတ်တဲ့အခါကျတော့လောဘကလည်းအမတန်ကြီးလေတော့ယောက်ျားရှာဖွေထားသမျှပစ္စည်းကိုသူတို့အကုန်လိုချင်ကြတယ်သူတို့တပြားမကြံသူတို့ပိုင်ဆိုင်ချင်ကြတယ်အဲ့ဒီကနေပြီးတော့သူတို့ယောက်ျားရဲ့မိဘတွေကိုအမျိုးသားကလှူဒန်းခြင်းနဲ့ခွဲဝေပေးခြင်းနဲ့ဆိုလို့ရှိရင်သူတို့တွေမကြိုက်ကြဘူးစိတ်ကောက်ကြတယ်စိတ်တိုကြတယ်ဒါတွေကမဖြစ်တဲ့အရာတွေပဲဖြစ်တယ်အဲ့တော့ဘာနဲ့လားတရံတူလဲဆိုတော့မြောက်ကလေးကလက်ထက်ကပေါက်ပွင့်နေအများကြီးရှိနေတာကိုမေ့ပြီးတော့ထွက်ကြသွားတဲ့ပေါက်ပွင့်လေးတစ်ပွင့်နှစ်ပွင့်ကိုနှမျောနေတယ်လို့ပဲယောက်ျားကောင်းနေကြောင်ကိုယ့်အိမ်မှာတာယာမှုတွေရရှိနေတယ်ကိုယ့်အိမ်ရဲ့ချမ်းမြေ့မှုတွေရရှိနေတယ်လုံခြုံမှုတွေရရှိနေတယ်ကိုမတောင်းမတမကြောက်မကြစားနေရတဲ့ဘဝကိုတော့မေ့ပြီးတော့ယောက်ျားကမနာတော့မိဘအပေါ်ကိုပေးတယ်ဆိုတော့မြောက်ကလေးလက်ထက်ကထွက်ကြသွားတဲ့ပြောင်းမှုစီတစ်စီးနှစ်စီးလောက်ပဲရှိပါတယ်အဲ့တော့တို့တွေယောက်ျားတွေဆိုတာကလေကိုယ့်ရဲ့သားမယားတွေကိုတသိန်းလောက်ပေးနိုင်မှာကိုယ့်ရဲ့မိဘတွေကို1000 2000လောက်ပဲပေးပြစ်တာပါဒါကိုမိမတွေကနားလဲပေးရမှာပဲဖြစ်တယ်ကိုယ့်ရဲ့ညီမလေးတွေကလေဒါတွေကိုတိတက်ပေးရမှာပဲဖြစ်တယ်ဒါတွေကိုမတိတက်ဘူးဆိုလို့ရှိရင်အိမ်အောင်ရေးမှာပုတ်တိုက်မှုတွေများလာပြီးတော့ကိုယ့်ရဲ့ယောက်ျားကလည်းအလုံမှာမပြောကိုယ့်အပေါ်မှာလည်းပြောမယ်ဆိုရင်တော့တန်ဟောစင်နေနဲလာတတ်တယ်အဲ့ကနေဘာတွေပြဿနာတွေဖြစ်လာလဲဆိုအိမ်အောင်မှုမตายရမှုတွေဖြစ်လာတော့တာပေါ့ဒါကြောင့်မလို့ကိုယ့်ရဲ့ညီမလေးတွေကလေကိုဟာမိဘအပေါ်မှာတိတက်တဲ့ယောက်ျားကိုရထားပြီဆိုလို့ရှိရင်လက်ခမောင်းခတ်လိုက်တော့ပါဘာကြောင့်လဲမိဘအပေါ်မှာတိတက်တဲ့ယောက်ျားဟာလေဘယ်တော့အခါမှလောကကြီးကသူ့ကြောင့်မစင်ရဲစေရဘူးသူ့ရဲ့မိသားစုကသူ့ကြောင့်ဒုက္ခမရောက်ကြဘူးသူ့ကြောင့်ပတ်ဝန်းကျင်ဒုက္ခရောက်နေတဲ့ပတ်ဝန်းကျင်လောကကြီးဆင်းရဲနေတဲ့လူတွေကိုပြကြည့်မယ်ဆိုလို့အဲ့ဒီလူတွေကမိဘအပေါ်မှာမတိတက်တဲ့ယောက်ျားတွေပဲဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ညီမလေးတွေဟာထပ်ပြောပြရစီရောက်မိဘရဲ့အပေါ်မှာတိတက်တဲ့လင်ယောက်ျားကိုမြန်ပိုင်ဆိုင်မိပြီဆိုလို့ရှိရင်တော့အဲ့ဒါဟာလောကရဲ့မှာထီပေါက်ထားတဲ့ဝမ်းသာလိုက်ပါလို့ပြောချင်ပါတယ်ဒါကြောင့်မလို့လောဘကြီးတဲ့မြောက်လိုမျိုးအလိုကြီးရင်အရာနဲ့ဖြစ်တတ်ပါတယ်အဲ့တော့ချစ်စွေဒါလေးကိုလာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့အိမ်တော်မှုဒုက္ခတွေရရှိကြပါစေအဲ့တော့ချမ်းမြေ့သားရတဲ့တီရိကေဟာလေးကိုလူသားတိုင်းပိုင်ဆိုင်နိုင်ကြပါစေလို့ချစ်စွေရဲ့မေတ္တာကရုဏာရှိထားပြီးတော့ဆုတောင်းမေတ္တာပို့တာပါတယ်เนาะ